အားလုံးပဲမင်္ဂလာပါနော် MPTRA Cartoon Story ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြမယ့်ပုံမြင်လေးကတော့ပညာရှိအဖိုးအိုနဲ့စမ်းကြယ်တဲ့မော်တစ်တီးစိတ်သုံးစိတ်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်တခါတော့ကဘုံကွယ်စိမ့်လက်ဆိုပြတဲ့တောင်တန်းကြီးတွေရဲ့အောက်ရှိမှာတားရတဲ့ရွာလေးတစ်ရွာရှိတာပေါ့ကွယ်အဲ့ဒီရွာမှာမောင်ဝေးလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်လည်းနေထိုင်တာပေါ့မောင်ဝေးကစိတ်တဘောထားကောင်းပေမဲ့တခုခုလုပ်ရင်စိတ်မရှိတတ်ဘူးတဲ့ဘာကိုပဲလုပ်လို့မြန်လို့ရှင်နေချက်ချင်းဖြစ်ရှင်နေပြင်းပန်းလဲမလုပ်ရှင်ဘူးတဲ့ကွယ်ဒီနေ့မှတော့မောင်ဝေးဟာရွာပြင်ကတော့အုပ်ထဲကိုလမ်းချောက်ထွက်လာရင်ထူးဆန်းဆန်းအဖိုးအိုတယောက်နဲ့တွေ့ခဲ့ပါတယ်အဖိုးအိုဟာသူ့ကိုမြင်ပြီးပြုံးပြလိုက်တဲ့ကွယ်ကောင်းလေးမင်းကိုကြည့်ရတာရည်ရွယ်ချက်ကြီးမဲ့ပုံပဲကွယ်အဲဒါကြောင့်အဖိုးမင်းကိုလက်ဆောင်တစ်ခုပေးရှင်နေအဖိုးအိုလည်းမောင်ဝေးကိုပေးဖို့အတွက်သူ့အိမ်ထဲကနေလျောင်တလက်လက်တောက်ပနေတဲ့မော်တစ်တီးစိတ်သုံးစိတ်ကိုထုတ်ပေးလိုက်ပါတော့တယ်။ကောင်းလေးဒီတစ်တီးစိတ်တွေကမင်းကိုချမ်းသာစေမယ်ပညာရှိစေမယ်မော်တစ်တီးစိတ်တွေပဲဒါပေမဲ့တခုတော့ရှိတယ်။တစိတ်ရှင်းစီကိုမတူညီတဲ့နီလန်းတွေနဲ့မင်းဆိုင်ပြိုရမယ်နော်။အချိန်လဲပေးရမယ်။တခုတော့မှတ်ထားဒီအစိတ်တွေအပင်ဖောက်ဖို့ဆိုရင်မင်းစိတ်ရှိတီးခံမရမယ်ကောင်းလေးအဖိုးအိုလည်းမဆာရှိတာတွေကိုမှာပြီးမောင်ဝေရဲ့အနားကနေထွက်သွားပါတော့တယ်မောင်ဝေလည်းအယံဝန်းတာသွားပြီးမော်တစ်တီးစိတ်သုံးစိတ်ကိုအိမ်ပြန်ယူသွားတာပေါ့ကွယ်ဒီလိုနဲ့နောက်တစ်နေ့မနက်မှာတော့မောင်ဝေဟာဝမ်းသာအားရပထမဦးဆုံးမော်တစ်တီးစိတ်လေးကိုအိမ်ရှိမှာချက်ချင်းပဲစိုက်လိုက်ပါတော့တယ်အဖိုးကတစ်ပင်လေးဖြစ်ဖို့အတွက်အချိန်ပေးရမယ်လို့ပြောတယ်ငါအချိန်မပေးရှင်ဘူးမြေဩဇာများများကျွေးမယ်မြန်ကြည့်အောင်လုပ်မယ်မောင်ဝေဟာအင်မတန်စိတ်မရှိတဲ့အတွက်တီးစိတ်လေးအပေါ်ကိုမြေဩဇာတွေပြည့်နေအောင်ကျွေးတော့တာပေါ့ရှည်တွေကိုလည်းတဝါကြီးလောင်းပြီးအပင်မြန်ထွက်အောင်လုပ်တော့တာပေါ့ကွယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့အပင်ကလေးဟာတကယ်ပဲမြန်ဆန်ပေါက်လာတဲ့ကွယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတာသိလားအပင်ကမြန်ကြီးတလောက်အမြင့်ကမခိုင်တော့ညနေပိုင်းမှာလေးပြင်းလေးတစ်ချက်တိုက်လိုက်တာနဲ့အပင်လေးဟာကျိုးကျပြီးတည်သွားတော့တာပေါ့မောင်ဝေကတော့စိတ်ပြက်လက်ပြက်နဲ့အမျောလိုက်တာလို့ညီးထွားနေတာပေါ့ကွယ်ကြံသေးတဲ့ဒုတိယတစ်စိတ်ကိုစိုက်တဲ့အခါမှာတော့ပထမတုန်းကစိုက်ခဲ့တဲ့အတွေ့အကြုံကိုယူပြီးအမားထက်မလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်ဒုတိယမော်စိတ်ကိုစိုက်တဲ့အခါမှာတော့ဒီတိုင်းပဲမြေကြီးထဲမြုပ်ထားလိုက်ပြီးဘာမှမလုပ်တော့ဘူးတဲ့ကွယ်။ပေါင်းပင်လေးတွေကိုလည်းမရှင်ပေးပဲရေလဲပုံမှန်မလောင်းဘူးတဲ့။ပိုးမွားတွေလက်ကြိုက်တာကိုလည်းဂယုမဆိုင်တော့ဘူးတဲ့ကွယ်မော်တစ်တီးစိတ်လေးဟာသူ့ဘာသာသူကြီးလာမှာပေါ့ဆိုတဲ့အသွေးနဲ့ပဲနေရောညပါအိတ်နေတဲ့ကွယ်လာအနေငယ်ကြတဲ့ခါမှာတော့အပင်ကလေးဟာပေါက်လာခဲ့ပါတယ်ဒါပေမဲ့အောက်ဝင်နေကြမှာညက်ပြီးပိတ်လိမ့်နေတာပဲပေါ့မတီးလဲမတီးတလို့အရိပ်လည်းမရပါဘူးပင်အိုကြီးတပင်သာဖြစ်သွားပါတော့တယ်အခုအချိန်မှာတော့မောင်ဝေမှာနောက်ဆုံးမော်တစ်တီးစိတ်တစ်စိတ်ပဲကျန်ပါတော့တယ်။သူဟာအရင်ကအမားတွေကိုသင်ခန်းစာယူလိုက်ပြီးတတိယတစ်စိတ်ကိုမြေကောင်းတဲ့နေရာမှာစတင်စိုက်ပျိုးပါတော့တယ်။နေတိုင်းရေလောင်းနဲ့ပေါင်းမြတ်တွေကိုလက်နဲ့တပင်းရှင်းနှုတ်ပေးတယ်။ပိုးမိုးတွေမဖြစ်အောင်လဲဂရုစိုက်ပေးတာပေါ့ကွယ်။နောက်ဆုံးမော်တစ်တီးစိတ်လေးဖြစ်တာကြောင့်နေပူမိုးရွာသူဟာဆွဲမလျှော်ပဲအပင်လေးကိုပြုစုပါတော့တယ်။တစ်နှစ်နှစ်နှစ်သုံးနှစ်ကြာသွားခဲ့တာပေါ့။
ရွာသားတွေကလည်းသူ့စိုက်တဲ့အပင်လေးကိုကြည့်ပြီးအသီးမသီးလာတာကြောင့်ဝိုင်းပြီးကဲရဲကြတော့တာပေါ့ဟဲ့မောင်ဝင်းနေပင်ကလည်းဘာသီးမှလည်းမသိဘူးအလကားပဲတစ်နှစ်နှစ်နှစ်သုံးနှစ်စိုက်တာတော့မှအသီးမသီးဘူးနေမလို့အချိန်ကုန်ခံပြီးစိုက်တယ်ဟဲ့ငါသားဆိုဒီအပင်ကိုမစိုက်တော့ဘူးရွာသားတွေဘလို့ပဲဝိုင်းလောင်ကြပေမဲ့မောင်ဝေကတော့အပြုံးမပြတ်ခဲ့ပါဘူးသူဟာအပင်ကြီးကိုမေတ္တာနဲ့ပြုစုနေတာပေါ့ကွယ်ဒီလိုနဲ့10နှစ်မြောက်တဲ့နေ့မှာတော့ဩစရာတွေဖြစ်လာပါတော့တယ်အဲ့ဒီအပင်ကြီးကနေရွှေရောင်တောက်ပနေတဲ့အသီးတွေသီးလာယုံနာမကပဲအပင်ရဲ့အရေးအောက်မှာထိုင်လိုက်တာနဲ့စိတ်ထဲမှာအေးချမ်းပြီးဉာဏ်ပညာတွေပွင့်လင်းလာသလိုခံစားရတဲ့ကွယ်အဲ့ဒီအချိန်မှာပဲမော်တက်ကြီးစေပေးခဲ့တဲ့အဖိုးမောင်ဝေနာကိုပြန်ပေါ်လာပြီးမောင်ဝေမင်းခုတော့သိပြီမလားပထမတစ်စိတ်ကမင်းရဲ့လောဘကြောင့်ပျက်စီးရတာဒုတိယတစ်စိတ်ကတော့မင်းရဲ့ပေါ်စားမှုကြောင့်အတုံးမဝင်ဖြစ်ခဲ့ရတယ်လीအခုတတိယတစ်စိတ်ကတော့မင်းရဲ့ဇွဲနဲ့စိတ်ချမှုကြောင့်အဖိုးတန်နဲ့အသီးတွေတီးလာတာပဲလို့စိတ်ချတီးခံမှုဟာအရာရာကိုအောင်မြင်နိုင်တဲ့ကောင်းလေးရဲ့မင်းအဲ့ဒါကိုတသက်လုံးမမေ့ပါနဲ့အဖိုးလည်းမောင်ဝေကိုချီးကျူးစကားပြောကြပြီးပြောက်ွယ်သွားပါတော့တယ်ဒီပုံပြင်လေးကနေပေးချင်တဲ့သင်ခန်းစာကတော့ဘဝမှာမြ мян ဆဆန်းလိုချင်တဲ့အခါလောဘဟာပျက်စီးခြင်းကိုဆောင်ကျဉ်ပေးတတ်ပါတယ်စိတ်ရှိရှိနဲ့ဇွဲရှိရှိလှုပ်ဆောင်တဲ့ຢာတွေဟာအချိန်တန်တဲ့အခါအဖူးမဖြစ်နိုင်တဲ့ရလက်ကောင်းတွေပေးတတ်တယ်ဆိုတာဒီပုံမြင်လေးကနေသင်ခန်းစာရနိုင်ပါတယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်လဲပုံမြင်ကောင်းလေးတွေကိုနားထောင်ရှင်နေတယ်ဆိုရင် like and subscribe လေးလုပ်တော့ဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေနော်